က်သုံးတဲ့ user တွေ YouTube က video တွေကို resolution အကောင်းဆုံးနဲ့ download ဆွဲကျင်တယ်ဆိုရင်ဘယ်လို download ဆွဲရမလဲဆိုပြီးတော့မသိတဲ့ customer တွေအတွက်ကို user တွေအတွက်ကိုကျွန်တော် YouTube video download တာအကောင်းဆုံး software သုံးကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ် Okay တဲ့ info ကနေပြီးတော့ပြန်လည်ပြီးတော့ကျွန်တော်တို့ကြိုဆိုပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ MacBook ထဲက browser တစ်ခုတည်းကိုကျွန်တော်တို့ဝင်မယ်ပထမဆုံး software လေးက coc.com ဆိုပြီးတော့ကျွန်တော်တို့ဝင်လိုက်မယ်အဲ့ပြီးတော့ enter ခေါက်လိုက်မယ်ဒီလိုလေးကြာလာပြီဆိုရင်ကျွန်တော်ဒီက VNN ဆိုပြီးတော့ပြတယ်ဒီဘက်ကကျွန်တော်တို့က Burmese language လေးနဲ့ကျွန်တော်သွားမယ်သွားပြီးွားရင် download နှိပ်ဖို့အတွက် e နေရာကိုနှိပ်ပါဆိုပြီးတော့ဒီမှာအစိမ်းရောင်လေးနဲ့ရှိရဲအကောင့်လေးကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာ download ဆွဲသွားပြီအဲ့ download ဆွဲတဲ့ဟာလေးကိုကျွန်တော်တို့ installation လုပ်မယ်ကျွန်တော်အောက်က download ဆွဲတာဖြစ်တဲ့ဒီကောင်လေးကိုနှိပ်ပြီးတော့ဒါဆိုရင်ဒီကောင်လေးကိုဒီ back လေးကိုဆွဲပြီးတော့ထည့်လိုက်ရင်ဒါ installation လုပ်သွားပြီဒါလေးပဲအဲ့ဒါဆိုရင် YouTube video download ဆွဲဖို့အတွက်ကျွန်တော် coc လေးကို coc ဒီကောင်လေးကိုကျွန်တော်ခေါ်လိုက်မယ်ခေါ်လိုက်ပြီးွားပြီဆိုရင်ကျွန်တော်တို့က YouTube video download မှာဖြစ်တဲ့အတွက် YouTube ထဲကိုကျွန်တော်တို့ဝင်လိုက်မယ် YouTube ထဲကိုဝင်လိုက်ပြီးတော့အဲ့မှာကို download ဆွဲခြင်းတဲ့တခြင်းနာမည်ကိုဆွဲပါเนาะကျွန်တော်ကတော့ edit share or use ဆိုတဲ့ကောင်လေးကိုကျွန်တော်ဝင်ပြလိုက်မယ်ဒါဆိုရင်ဒီ YouTube ဗီဒီယိုလေးကိုကျွန်တော် download ဆွဲမှာဖြစ်တဲ့အတွက်ဒီမှာအပေါ်လေးမှာအစိမ်းရောင်လေးနဲ့ down arrow လေးရှိရဲအဲ့ကောင်လေးကိုကျွန်တော်ဖိလိုက်မယ်ခဏစောင့်မယ်အဲ့မှာ Full HD ရှိတယ် HD ရှိတယ် resolution အမျိုးမျိုးရှိတယ်ပေါ့နော်ကို MP3 အနေနဲ့ download ဆွဲတယ်ဆိုတာအခု download ခြင်းနဲ့ကျွန်တော် Full HD ဆို Full HD နဲ့ဒါပြီးတော့နှိပ်လိုက်ရင်ဒီမှာသွားပြီးတော့ကျွန်တော်တို့ဒါ download ဆွဲသွားပြီဒါဆိုရင်ဒီ coc လေးနဲ့အဆင်ပြေတယ်နောက်တစ်ခုက software လေးက Puju ပေါ့နော်ဒီကောင်လေးနဲ့လည်း download ဆွဲလို့ရတယ်ဒီကောင်လေးကじゃဘယ်လို download ဆွဲရလဲဆိုတော့ကိုကဒီ video download ဆွဲခြင်းတယ်ဆိုရင် YouTube မှာဒီမှာ share ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ် share ထွက်တဲ့ဟာလေးကိုနှိပ်ပြီးတော့အဲ့ YouTube ရဲ့ copy link လေးကိုယူမယ် URL လေးပေါ့နော်အဲ့နေရာယူထားပြီးတော့ဒီမှာ paste ချလိုက်အဲ့လိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်က download ဆွဲလို့ရပြီဒီမှာ resolution ကိုကရွေးလို့ရတယ်4K ရှိရ 1440p ရှိရ Full HD ရှိရ HDG ရပေါ့နော်ကိုကြိုက်တဲ့ resolution ကိုရွေးပြီးတော့ဒီမှာ download video ဆိုပြီးတော့နှိပ်လိုက်ရင်ဒါ down ပြီးသွားပြီဒီနည်းနဲ့ရတယ်နောက်ထပ် website တစ်ခုကကျွန်တော်တို့က software လေးတစ်ခုက 4K video ကို download တာပေါ့နော်ဒီအစိမ်းအောင်လေးအကောင်လေးကိုကျွန်တော်ဝင်လိုက်မယ်ဝင်လိုက်ပြီးွားရင်ခုနလိုပဲကျွန်တော်တို့ဒီကနေပြီးတော့ URL လေး YouTube ကနေကိုကြိုက်တဲ့ဒါလေးကို share ဆိုတာလေးကိုနှိပ်လိုက် copy လေးကူးလိုက်ကူးပြီးွားရင်ကျွန်တော်တို့ဒီမှာ page link လေးကိုကျွန်တော်ချလိုက်မှာပေါ့နော်ဒီမှာချလိုက်ပြီဆိုတာနဲ့ဒီမှာသူအပေါ်မှာလုံနေပေါ့နော်ခဏကျွန်တော်တို့စောင့်မယ် page link ဆိုတဲ့နေရာဒီမှာ edit share ဝင် share or use ဆိုတာဟာလေးကိုထားပြီးတော့ download ဆွဲလို့သွားပါပြီကျွန်တော်ဒီနေ့ share လုပ်ပေးသွားတဲ့ software လေးတစ်ခုက3ခုက coc ရှိမယ်Puju ရှိမယ်နောက်တစ်ခုကကျွန်တော် 4K video download တာဆိုတဲ့ software လေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတွေအကျိုးရှိမယ်လို့လည်းယုံကြည်ပါအားလုံးကျေးဇူးတင်ပါတယ်